အားလုံးပဲမင်္ဂလာပါဗျာနော်ဒီတစ်ပတ်တော့ကျွန်တော်ပြန်စတာမစိုးလို့ပြောရမယ်နော်ညဗီဒီယိုမှာကျွန်တော်ပြောခဲ့တယ်မနေ့ပြန်အပူအားကောင်းတယ်ပေါ့နော်မနေ့ပိုင်းကတော့ကျွန်တော်တို့1ချိန်လွဲလို့ကျွန်တော်66ကိုမပါဘူးဗျာနော်အဲ့တော့မပါဘူးဆိုပေမဲ့အပူကတော့ထွက်သွားတယ်နောက်ပြီးတော့ပတ်တိအနေနဲ့လည်းကျွန်တော်3ညတစ်လုံးကိုအရင်ဗီဒီယို2ခုမှလည်းပြောထားခဲ့တာပေါ့နော်ညနေပိုင်းရောက်တော့ဗီဒီယိုလုပ်ဖို့အဆင်မပြေတဲ့ခါကျတော့ကျွန်တော် Telegram မှာကနန်း3ခွက်ပေါ့နော်ကျွန်တော်တင်ပေးလိုက်တယ်9-3ညရဲ့6-3ညရဲ့1-3ညရဲ့ဆိုပြီးတော့တင်ပေးလိုက်တာထွက်ပါတယ်ဗျာနော်ဒီဗီဒီယိုရဲ့နောက်ပိုင်းမှာကျွန်တော်တင်ထားတဲ့ပုံလေးပြပေးပါမယ်အဲ့တော့ဒီဗီဒီယိုလေးမစခင်မှာကျွန်တော်မကြည့်ရသေးတဲ့သူတွေရှိနေတယ်ပေါ့နော်subscribe လေးလုပ်ပြီးတော့ notification လုံးလေးနှိပ်ပေးပါပြီးရင်အောက်က depression ရ Telegram channel လေးတွေကိုလည်း join ပေးပါဗျာနော် join ထားပေးပါဆိုတော့အဲ့မှာကျွန်တော်တို့အရင်ဖြစ်စဉ်တွေတိုင်းသွားတယ်ပေါ့နော်ဖြစ်စဉ်တွေတိုင်းသွားတော့ကျွန်တော်တို့အခုကကြာတာလေးနေ့မနေ့မှာပူးသွားတယ်ပေါ့နော်အဲ့လိုမျိုးကြာတာလေးနေ့မနေ့မှာအရင်တော့တောက်ကြနေညနေမှာဟောပေါ့နော်ကျွန်တော်တို့ power နဲ့ဆုံးပြီးတော့ကျွန်တော်တို့ဒီလိုမျိုးပေါ့နော်ပါဝါနဲ့ဆုံးပြီးတာနဲ့အင်္ဂါနေ့မှာ6နောက်ပိတ်တယ်ပြီးတော့ရင်အပူးထွက်တယ်ပေါ့နော်အဲ့လိုမျိုးအပူးထွက်ပြီးတာနဲ့သူကညနေပိုင်းကိုကျွန်တော်တို့ဘယ်လိုလုပ်သွားလဲဆိုတော့ပေါ့နော်ညနေပိုင်းကိုကျွန်တော်တို့ဒီ6-9ကနေပြီးတော့ကျွန်တော်တို့6နှစ်ခက်9ဆိုပြီးတော့6ထိပ်စီးနဲ့ကျွန်တော်တို့4ပါဝါ9ဆိုပြီးတော့9တလုံးပိုင်းပေးသွားတယ်ညနေပိုင်းကိုပေါ့နော်ပေးပြီးတော့ဒီတောက်ကြနေမနေ့အတွက်ကျွန်တော်ရှာထားတဲ့ဟာရှိတယ်ပေါ့နော်အဲ့တော့တုံညကလည်းပဲကျွန်တော်တို့ဒီလိုမျိုးပေါ့နော်အမြဲတမ်းမှတ်ထားဖို့ကကျွန်တော်တို့တောက်ကြနေမနေ့မှာပါဝါနဲ့ဆုံးရင်တုံညနှလုံးနဲ့အထက်ဆင်းတတ်တယ်ပေါ့နော်အဲ့ဒီ formula တွေကျွန်တော်နောက်ပိုင်းမှာပြန်တင်ပေးမယ်ဗျာနော်အဲ့တော့အဲ့လိုမျိုးဖြစ်စဉ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့အဲ့ဒီမှာ83ဆိုတာရှိတယ်နော်83ဆိုတာတောက်ကြနေမှာအရင်ဘက်ကတောက်ကြနေမှာတစ်ခါဆုံးသွားတယ်ပြီးရင်အင်္ဂါနေ့မှာ9နောက်ဆင်းပိတ်တယ်ပေါ့နော်ပြီးလို့ရှိရင်9ဆိုပြီးတော့ကြာတာပတိနေ့မနေ့မှာပူးတယ်ပေါ့နော်9မနေ့ပေါ့နော်9မနေ့မှာ66ပူးတာအဲ့တော့ဒါဟိုအရင်ဟာတွေဆို9ပူးပါတယ်ပြီးလို့ရှိရင်9ကနေပြီးတော့9ခက်3ညဆိုပြီးတော့ထိပ်ကြီးဆင်းတယ်အပေါ်က9တစ်ကနေပြီးတော့ကျွန်တော်တို့9ပါဝါ3ညဆိုပြီးတော့3ညတစ်လုံးနဲ့ပေါ့နော်အဲဒီ3ညတစ်လုံးပိုင်းနဲ့ပေးသွားတယ်9ခက်6ပေါ့နော်3ည6ဝမ်းချင်းရယ်3ည6ဝမ်းချင်းပေါ့နော်အဲ့လိုမျိုးနဲ့ပေးသွားတယ်ပေါ့နော်ပေးသွားတယ်ဆိုပြီးတော့နောက်ကကြတော့ဒီမှာကျွန်တော်တို့နောက်တစ်ခုတွေ့ရတာကြတော့ဘာသွားတွေ့ရလဲဆိုတော့ကျွန်တော်ညနေဖမ်းလိုက်ရပါဘောနော်သူက6နှစ်ခက်9ဆိုပြီးတော့6-9ကနေပြီးတော့ဒီကျွန်တော်တို့ဒီ6-9ကနေပြီးတော့6နှစ်ခက်9ဆိုပြီးတော့ထိပ်သီးဝင်တဲ့အချိန်မှာဒီကောင်ကတက်တဲ့ပေါ့နော်4ခွန်ကနေပြီးတော့ခွန်တစ်လုံးတက်တဲ့ပေးတယ်ပေါ့နော်9ခွန်ဆိုပြီးတော့ထွက်တယ်အဲ့လိုပဲဒီမှာကျွန်တော်တို့83ဆိုပြီးတော့ထွက်ပြီးတော့ကျွန်တော်တို့အင်္ဂါနေ့မှာ9နောက်ဆင်းပိတ်တယ်9နောက်ဆင်းပိတ်ပြီးတာနဲ့ကျွန်တော်တို့9ဆိုတဲ့အပူထွက်တယ်မနေ့ပိုင်းမှာအပူထွက်ပြီးညနေပိုင်းမှာကျွန်တော်တို့9နှစ်ခက်3ညဆိုပြီးတော့ထွက်တယ်9နှစ်ခက်6ဆိုပြီးတော့ဇုံလိုက်ထွက်တယ်ပေါ့နော်ဇုံလိုက်ထွက်တဲ့အပေါ်မှာကျွန်တော်တို့ဒီမှာက9တစ်ရှိတယ်ပေါ့နော်9တစ်ကပါဝါပေါ့နော်9ရဲ့ပါဝါ3ညတစ်လုံးနဲ့အဲ့လိုမျိုးအပီးပေးသွားတယ်ပေါ့နော်ခုလည်းဒီပုံစံမှာပဲဗျာနော်ခုလည်းဒီပုံစံမှာပဲဒီမှာကျွန်တော်တို့38ထွက်ထားတယ်ပြီးရင်9နောက်ဆင်းပိတ်တယ်ပြီးရင်66ပူးသွားတယ်ညနေပိုင်းမှာ9ခက်3ညဆိုပြီးတော့ထွက်တယ်ဒီက3ညတစ်လုံးနဲ့3ညပိုင်းပေါ့နော်3ညပါဝါ9တစ်ပါဝါ6နဲ့96ဝန်းချင်းကင်ပြီးတော့ကျွန်တော်တို့က3ည16ကိုကျွန်တော်ခွေလိုက်တာပေါ့နော်ခွေလိုက်ပြီးတော့ကျွန်တော်အိုင်ကနန်းလေး3ခွက်ကိုကျွန်တော် Telegram မှာတင်ပေးလိုက်သေးတယ်ဆိုတော့မြင်တဲ့သူတွေကတော့ပေါက်ကြမှာပေါ့နော်အဲ့တော့ Telegram ကို join ထားစေချင်ပါတယ်ဗျာနော်အဲ့တော့ဒီတစ်ပတ်ကတော့ကျွန်တော်နည်းနည်းများတော့တာဝန်ကျေမယ်လို့ထင်ပါတယ်ဒီမှာဆိုဗီဒီယိုတွေမလုပ်ထားလဲကြာပြီဆိုတော့ကြည့်တဲ့သူတွေလည်းနည်းနေတဲ့အတွက် share လို့ရရင်လည်း share ပေးပါဗျာနော်အဲ့တော့ကျွန်တော်အဲ့မှာနောက်မှာဗာဆက်ဖြစ်သွားလဲဆိုတော့ပေါ့နော်သူကတော့နည်းပို့ပြီးတော့ကောင်းလာတယ်ဗျဝမ်းချင်းလေးအမာလေးတခုတော့တွေ့ထားတယ်တွဲကနန်းလေးလည်းပေးမယ်ပေါ့နော်ပြီးတော့အဲ့ဝမ်းချင်းကိုတခြားကိုရတဲ့ဟာတွေနဲ့လည်းပြန်တွဲပြီးတော့သုံးကြည့်ပါဗျာနော်အဲ့လိုဖြစ်စဉ်တွေပြီးတာနဲ့သူကအဲ့တင်းနေမနေ့က4ခွန်ဆိုတဲ့ကနန်းရဲ့နောက်ပိတ်ခွန်တစ်လုံးကကျွန်တော်တို့
ပါဝါနဲ့2ဆိုပြီးတော့ဒီမှာလှမ်းပေးတယ်1နှစ်ဆိုပြီးတော့ထွက်တယ်ပေါ့နော်အဲ့တော့4ခွန်ရဲ့ပါဝါဆိုရင်6နှစ်1ချိန်ပေါ့6နှစ်1ချိန်မှာ2တစ်လုံးပါတယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ဒီမှာအဲ့လိုမျိုးဒီမှာ6နောက်ဆင်းပိတ်တယ်ပြီးရင်66ပူးတယ်ပြီးရင်ဒီကနန်းကနေပြီးတော့ဒီကနန်းကိုပါဝါလှမ်းပြီးတော့ကျွန်တော်တို့1ချိန်ပေးတယ်ပေါ့နော်အဲ့လိုမျိုးဒီမှာလဲကျွန်တော်တို့83ထွက်တယ်6နောက်ဆင်းပိတ်တယ်9ပူးတယ်ပေါ့နော်ပူးပြီးရတယ်ဒီကနန်းပါဝါဆိုတော့9ပါဝါ3ည1ပါဝါ6ပေါ့နော်3ည6 1ချင်းကနေပြီးတော့66ဆိုပြီးတော့ဟောကြဒီမှာမနေ့မှထွက်တာတွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့အပြင်မှာကျွန်တော်တို့ပေါ့နော်ဒီမှာလဲဘာလုပ်လဲဆိုတော့ကျွန်တော်တို့ဒီမှာကျတော့ကျွန်တော်တို့၄ကိုဆိုပြီးတော့ထွက်တယ်6နောက်ဆင်းပိတ်တယ်ဒီမှာကျတော့အပူတော့မထွက်ဘူးအပူမထွက်ပြီနဲ့ဒီမှာ6နောက်ဆင်းပိတ်တယ်ပေါ့နော်ကျန်တဲ့ဟာတွေကတော့မပြောတော့မရှိဘူးပေါ့နော်ဒီမှာဖြစ်စဉ်မရှိဘူးအဲ့လို6နောက်ဆင်းပိတ်ပြီးတော့ကျွန်တော်တို့မနေ့ကပေါ့နော်မနေ့တော့မနေ့ညရတဲ့ကဏ္ဍဖြစ်စဉ်လေးတွေကျွန်တော်ပြောသေးတယ်ဗျာနော်အဲ့ဒါအဲ့ပြောတာတွေတော့ထည့်မပြောတော့ဆိုတော့ဒီဟိုမှာကဘာလဲဆိုတော့နှစ်3ကနေပြီးတော့3ပါဝါ8ဆိုပြီး8တလုံးချတယ်ပေါ့နော်အဲ့တော့8တလုံးချတယ်ဆိုတော့ဒီမှာလဲကျွန်တော်50ဆိုပြီးတော့ပေးတယ်ပြီးရင်6နောက်ဆင်းပိတ်တယ်ပြီးလို့ရှိရင်ဒီမှာတခြားဖြစ်စဉ်တွေထားလိုက်တော့ပါဝါလဲကူညနေထွက်သွားပြီညနေက50ပေါ့နော်ဒီမှာတော့38ထွက်ထားပြီအဲ့တော့59ရဲ့ကျွန်တော်ပါဝါဆိုရင်3ည4က4တလုံးပေးသွားတာတွေ့တယ်နောက်ပိတ်တွေကကြီးပေးတာတွေ့ရတယ်ပေါ့နော်နောက်ပိတ်ဆိုတော့9နောက်ပိတ်ကနေလှမ်းပေးတာတွေ့ရတယ်အဲ့တော့အခုကျတော့ကျွန်တော်တို့3ည1ဆိုတာရှိနေတယ်ပေါ့နော်ဒီမှာအဲ့ဖြစ်စဉ်တွေဖြစ်ပြီးတော့3ည1ဆိုတဲ့ခဏအရာကျွန်တော်တို့56လို့ပြီးတော့ကျွန်တော်တို့1ချင်းရမှာပေါ့နော်နေ့ပြန်ကျွန်တော်တို့56 1ချင်းကိုအဲ့ထားတင်ပါလေဗျာနော်အဲ့ထားတင်တယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဗာနဲ့တွဲတင်လဲဆိုတော့သူကဖြစ်နိုင်မယ်ဆိုရင်တော့ဗောနော်သူကနောက်ပိတ်ကနေလာတာများတော့ကျွန်တော်တို့6ကပို့ပြီးတော့အားတန်တယ်လို့ထင်ရတယ်ဗောနော်6ကပို့ပြီးတော့အားတန်တယ်လို့ထင်ရတယ်56 1ချင်းမှာဗောနော်အဲ့ဒါကမှကျွန်တော်တို့ဒီဖြစ်စဉ်လေးမှာတွက်ကြည့်အောင်သူကဘယ်လိုပေးသွားလဲဆိုတော့အဲ့လိုဒီမှာ50ဆုံးတယ်ဆုံးပြီးတော့9နောက်ပိတ်တယ်66ပူးတယ်ကျွန်တော်တို့ပြီးတော့ဒီကနေပြီးတော့ပါဝါနဲ့လှမ်းပြီးတော့1ချင်းပေးတယ်ဒီပေါ်တူခုနှစ်မနေ့ခဏကနေပြီးတော့ကျွန်တော်တလုံးချတယ်ပေါ့နော်နှစ်နဲ့တလုံးချဆို1နှစ်ဆိုပြီးတော့ကျွန်တော်တို့အဲ့နှစ်တလုံးချပြီပေါ့နော်အဲ့တော့ဒီမှာလဲကျွန်တော်တို့အဲ့လိုပဲ83ပေါ့နော်83ထွက်တယ်9နောက်ပိတ်တယ်55ပူးတယ်ပြီးရင်5တစ်ကနေပြီးတော့1ပါဝါ6တလုံးနဲ့66ဆိုပြီးထွက်တယ်ဒီ86ဆိုတဲ့ခဏကနေပြီးတော့ကျွန်တော်တို့6တလုံးပေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာသုံးရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ38ထွက်တယ်9နောက်ပိတ်တယ်66ပူးထားတယ်ညနေပိုင်းပါဝါထပ်ထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ56 1ချင်းပေါ့နော်3ည1ကနေပြီးတော့လာတယ်56 1ချင်းကို83နဲ့တွဲတဲ့ခဏပေါ့နော်အဲ့တော့83နဲ့တွဲတဲ့ကဏ္ဍကို3နှစ်မှာလည်းဗျာနော်အဲ့တော့56 1ချင်းကို83နဲ့တွဲတဲ့ကဏ္ဍဆိုလို့ရှိရင်ကျွန်တော်တို့53 58 63 68ပေါ့နော်အဲ့တော့အဲ့ဒါနဲ့လုံလောက်လားဆိုတော့ဟိုပေါ့တော့မလုံလောက်ချင်လည်းပဲပေါ့နော်ကျန်တဲ့ကိုအဆင်ပြေတဲ့ကဏ္ဍအနေနဲ့အဲ့ပေါ့နော်5638ကိုတော့မင်းနဲ့ပေါ့နော်56ကတော့အဓိကချိန်ပေါ့နော်56ချိန်ပေါ့နော်56ချိန်ကိုကျွန်တော်တို့ဟိုနဲ့38နဲ့ကတ်မယ်ပေါ့နော်အဲ့ကနန်း၄ခွက်ရှိမယ်အဲ့ကနန်း၄ခွက်ကိုထိုးကြည့်ပါဗျာနော်ကျွန်တော်ဒါပါဇက်နဲ့ပဲပြောမယ်စာနဲ့ရေးမပြတော့ဘူးကျွန်တော် Telegram မှာတော့ကျွန်တော်ခုညရေးပြီးတော့တင်ပေးမယ်ပေါ့နော်ဆင်ထားတဲ့အကွက်လေးတွေရှာပြီးတော့ရေးပြီးတော့တင်ပေးမယ် Telegram ကို join ဖို့လည်းဖိတ်ခေါ်ပါတယ်ဗျာနော်အဲ့တော့အားလုံးပဲကံကောင်းခြင်းတွေရရှိပါစေလို့ဆုတောင်းပေးပါတယ်ကျွန်တော်က38လူမျိုးပါဝါတွေလာတိုင်းမှာ3ညကတစ်လုံးနဲ့အထက်ထွက်တယ်လို့ကျွန်တော်ပြောခဲ့တယ်ပေါ့နော်အခုလဲဒီမှာ4-9ပါဝါလာတယ်4-9ပါဝါလာပြီးရတယ်ဒီနှစ်3ကနေပြီးတော့3ပါဝါ8ဆိုတော့ပြီးတော့ပေးထားတာတွေလည်းရှိသေးတယ်ဒါကျွန်တော်ရှေ့မှာဆိုလို့မပြတာဒီမှာလည်း50ဆိုပြီးတော့ထွက်ပြီးတော့9-9ကနေပြီးတော့ကျွန်တော်တို့4-9ဆိုပြီးတော့9ပါဝါ4တလုံးပေးခဲ့တာတွေရှိတယ်အဲ့တော့ဒီ56ဆိုတဲ့ဝန်ချင်းကမာနိုင်တယ်ပေါ့နော်ပြောရမယ်ဆိုရင်56ဆိုတဲ့ဝန်ချင်းကမနေ့ကမှတော်တော်လေးကောင်းတယ်ပေါ့နော်အဲ့တော့တော်တော်လေးကောင်းတယ်လို့ထင်တယ်မနေ့ပိုင်းအဲ့တော့56ကို38နဲ့ကတ်တဲ့ခဏလေးထိုးပေးစီခြင်းနဲ့ပေါ့နော်ထိုးကြည့်သေးခြင်းနဲ့
အဲ့တော့ဗီဒီယိုတော့ဒီလောက်နဲ့ပဲဆုံးသက်ခြင်းပဲเนาะအဲ့တော့ကျွန်တော်ရဲ့ channel လေးကို subscribe တွေမလုပ်ရသေးရင်လုပ်ထားပေးပြီးတော့ notification ခေါင်းလောင်းလေးနှိပ်ပေးပါ Telegram channel ကိုလည်း join ဖို့ဖိတ်ခေါ်ပါတယ်ဗျာเนาะကျွန်တော်အောက်က description မှာရေးပေးထားပါမယ်ကျေးဇူးပါအားလုံးပဲကြားမှာပါစေချမ်းသာပါစေဗျာเนาะ